လွန်ခဲ့တဲ့155နှစ်ကအင်္ဂလန်ကိုတုန်လှုပ်စေခဲ့တဲ့မြန်မာများအခုတင်မြင်နေရတဲ့ဒီဓာတ်ပုံဟာလွန်ခဲ့တဲ့နှစ်ပေါင်း150ကျော်ကမြန်မာသမိုင်းရဲ့အရေးကြီးဆုံးမှတ်တမ်းတစ်ခုဆိုတာသိပါသလားဒါဟာ1880ခုနှစ်မှာအင်္ဂလန်နိုင်ငံကိုပထမဆုံးအကြိမ်ရောက်ရှိသွားတဲ့မြန်မာတန်အဖွဲ့ရဲ့သမိုင်းဝင်ပုံရိပ်ပဲဖြစ်ပါတယ်ဒီတန်အဖွဲ့ကိုမင်းတို့မင်းကြီးရဲ့ယုံကြည်အားကိုးရတဲ့ကင်းဝင်မင်းကြီးကဦးဆောင်ခဲ့တာပါပုံရဲ့အလဲတက်တက်မှာထိုင်နေတာကတော့ကင်းဝင်မင်းကြီးဖြစ်ပြီးသူ့ရဲ့ဘေးတစ်ဖက်တစ်ချက်မှာတော့တောင်ငူမြို့သားဝင်ထောက်မဟာမင်းကျော်ရစာမောင်ရွှေအိုးနဲ့ပန်းတီဝင်ထောက်မဟာမင်းလှကျော်ထင်မောင်ရွှေပင်တို့ရှိနေကြပါတယ်သူတို့ဟာအင်္ဂလန်နိုင်ငံဝီတိုရီယာဘုရင်မကြီးစီကိုငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ဖို့တွားရောက်ခဲ့ကြတာပါထူးခြားတာကသူတို့ရဲ့နောက်ွယ်မှာရက်နေတဲ့ဗြိတိရှအရာရှိ2ယောက်လုံးဟာမြန်မာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်သူတွေဖြစ်လို့တန်တမန်ရေးရာမှာအများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်ဒီပုံမှာမြန်မာတန်တမန်တွေရဲ့ဝတ်စားဆင်ရင်မှုကိုကြည့်ရင်ထိုခေတ်ကမြန်မာယဉ်ကျေးမှုဘလောက်အဆင့်တန်းမြင့်မားတယ်ဆိုတာတွေ့နိုင်ပါတယ်သူတို့ဟာပြင်သစ်အီတလီနဲ့အင်္ဂလန်စတဲ့နိုင်ငံတွေကိုလှည့်လည်ပြီးမြန်မာအချုပ်အခြာအာဏာတည်မြဲဖို့အတွက်သမိုင်းတင်ရမယ့်ကြိုးပမ်းမှုတွေကိုလှုံ့ဆော်ခဲ့ကြတာပါသမိုင်းဆိုတာမှန်တစ်ချက်လိုပါပဲဒီလိုရှားပါတဲ့မှတ်တမ်းတွေကနေတဆင့်ကျွန်တော်တို့ရဲ့ဘိုးဘွားတွေဘယ်လိုစူးစမ်းခဲ့ကြလဲဆိုတာကိုပြန်လည်လေ့လာနိုင်ပါတယ်အခုလိုစိတ်ဝင်စားစရာသမိုင်းကြောင်းတွေကိုဆက်ပြီးလေ့လာချင်ရင်တော့ကျွန်တော်ရဲ့ channel ကိုfollow လုပ်ထားဖို့မမေ့နဲ့အောင်တော့